အားလုံးပဲအိတ်ခဲနေကြိုးဆိုပါရစေဒီရက်ပိုင်းမှာကျွန်တော် customer တွေထဲမှာကျွန်တော်တော်တော်များများမေးကြတဲ့မေးခွန်းလေးတစ်ခုရှိရေပေါ့နော် video content ဖန်တီးချင်တာဘာ camera ဝယ်ရမလဲဆိုတဲ့မေးခွန်းပါဆိုတော့ဒီမေးခွန်းကိုမဖြေခင်မှာကိုယ့်ရဲ့ budget နဲ့ကိုကဘာကြောင့် camera ဝယ်ချင်တယ်ဆိုတဲ့မေးခွန်းကိုအရင်ဆုံးကိုပြန်မေးဖို့လိုတယ်ပေါ့နော်100မှာ90လောက်ကတော့ဒါ camera ဝယ်တာ video quality ပိုကောင်းချင်လို့ဆိုပြီးတော့ဖြေမယ်လို့တော့ကျွန်တော်ကယူဆရတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့က video quality ကောင်းမှုအတွက်ပဲဆိုလို့ရှိရင်တော့ကိုကအရင်က camera နဲ့ပတ်သက်ပြီးအတွေ့အကြုံလည်းမရှိဘူးအလုပ်ရှုပ်လဲတက်တာချင်းနဲ့ဆိုလို့ရှိရင်ကိုအခုကင်နေတဲ့ဖုန်းကိုပဲ modify နည်းနည်းလုပ်ပြီးတော့ကို video content ဖန်တီးဖို့အတွက် camera အနေနဲ့ကျွန်တော်အသုံးပြုလို့ရပါတယ်ကျွန်တော်တို့အရင်က camera နဲ့ဖုန်းနဲ့အဓိကကွာခြားတဲ့အချက်က video resolution ဆိုတာထက်ကျွန်တော်တို့ camera တွေမှာကြတော့ကျွန်တော် lens နဲ့တက်ရိုက်လို့ရတာဖြစ်လို့ကျွန်တော် depth of field ပေါ့နော်ရှေ့ကြည့်နောက်ဝါလို့ခေါ်တာပေါ့ဆိုတော့အဲ့ဒါလေးကကြတော့ကျွန်တော်ဖုန်းမှာရင်တော့မပါဘူးဒါပေမဲ့အခုနောက်ပိုင်း flagship ဖုန်းတွေမှာကျွန်တော် iPhone 14တို့15တို့16တို့ဒီလိုမျိုးတွေမှာကျွန်တော် cinematic mode ဆိုပြီးတော့မှပါလာတယ်ဒီ mode မှာကျွန်တော်တို့က camera တစ်လုံးနီးပါးလောက်ကောင်းနေကျွန်တော် depth of field ရှေ့ကြည့်နောက်ဝါတွေကိုပါသူကရလာပြီပေါ့နော်ဆိုတဲ့ခါကျတော့ကျွန်တော်တို့ကကိုယ်မှာရှိနေတဲ့ flagship ဖုန်းတစ်လုံးကိုပဲကျွန်တော်တို့က camera အနေနဲ့ video content ဖန်တီးဖို့အတွက်အသုံးပြုနိုင်ပါတယ်ဆိုတော့ကျွန်တော် video quality လို့ပြောလိုက်တာနဲ့တော်တော်များများကကျွန်တော် 4K နဲ့ရိုက်လို့ရှိရင် video quality ပိုကောင်းမယ်လို့ထင်ကြတယ်ဒါကြောင့်လည်း camera ဝယ်တာပေါ့ဆိုပြီးတော့ကျွန်တော်တို့ပြောကြပါတယ်ဒါဆိုရင်ကျွန်တော်အခု video နှစ်ပုတ်ကိုရှင်းပြပေးပါမယ်နှစ်ခုလုံးကကျွန်တော်တို့ 4K နဲ့ရိုက်ထားတာပါဒီဘက်က iPhone 12 Pro နဲ့ရိုက်ထားတာပါဒီဘက်ကကျတော့ Sony ZV-E10 နဲ့ရိုက်ထားတာပါဆိုတော့ဘယ်ဟာပိုကြီးကောင်းတယ်လို့ထင်လဲပေါ့နော်ဆိုတော့ဟုတ်ပါတယ်ကျွန်တော် video quality ကောင်းခြင်းမကောင်းခြင်းဆိုတာက video resolution နဲ့စာလို့ရှိရင် lighting နဲ့အများကြီးပို့ပြီးတော့သက်ဆိုင်မှုရှိပါတယ်ဆိုတော့အလင်းရှိမှာပုံရိပ်ဆိုတာကဖြစ်တာပါဆိုတော့ကျွန်တော်တို့ 4K မကလို့ 16K နဲ့ပဲရိုက်ကျွန်တော်တို့ social media platform တွေပေါ်ပြန်တင်မယ်ဆိုလို့ရှိရင် YouTube လောက်ကလွဲပြီးတော့ channel platform တွေက compress ပြန်လုပ်တာနဲ့ပါနဲ့ဆိုတော့ဘာမှသိပြီးမထူးပါဘူး quality အမှန်မထွက်ဘူးပေါ့နော်တယောက်နဲ့တယောက်ကြည့်ရဲ့ connection line ပေါ်မှာမူတည်ပြီးတော့လဲသူတို့က resolution ကိုအတိုးလျှော့လုပ်သေးတာဆိုတော့ဘာမှသိပြီးတော့ထူးခြားမှုမရှိပါဘူးဆိုတော့ YouTube မှာကျွန်တော်တို့ 4K တင်လို့ရတဲ့ဆိုသည့်တိုင်အောင်မှာကျွန်တော်တို့ 4K resolution ကိုဖွင့်ကြည့်တဲ့လူကခက်ရှားရှားရဲပါကျွန်တော် data လဲစားရတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်မှတ်မှတ်ရ iPhone 50 Apple event မှာသူတို့ကြော်ညာသွားတော့ပါတော့ iPhone 50 နဲ့သူတို့ event တစ်ခုလုံးကို cinematic sound ဘယ်လိုရိုက်တယ်ပါညာပေါ့နော်သူတို့ကြော်ညာတော့ကသူတို့တကယ်ကြော်ညာတဲ့ iPhone 15 ကကျွန်တော်တို့$800ဝန်းကျင်လောက်ပဲတန်တယ်အဲ့ဘေးကသုံးထားတဲ့ light တွေကကျွန်တော် Arri Skypen နဲ့ H21 လို့ခေါ်တယ်အဲ့ကောင်က$full set ဆိုလို့ရှိရင်$6000ကနေ$1,000ဝန်းကျင်လောက်ထိတန်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြောချင်တာက lighting ကအရေးကြီးတယ်ဆိုတော့ပြောတာပေါ့နော်တော်တော်များများက camera ကိုပဲဦးစားပေးကြတယ် lighting ကိုတော်တော်များများမေ့နေကြတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ပြောချင်တာကဖုန်းက camera ထက်ပိုကောင်းတယ်လို့ပြောချင်တာမဟုတ်ပါဘူးဆိုတော့သူကလည်းသူ pros and cons လေးတွေတော့ရှိရပေါ့နော်ဆိုတော့ဖုန်းကဘယ်လိုနေရာတွေမှာအားသာချက်ရှိလဲဘယ်လိုနေရာတွေမှာအားနည်းချက်ရှိလဲဆိုတာကိုကျွန်တော်မြင်သာသွားအောင်သုံးသပ်ပြမယ်ပေါ့နော်ပထမဆုံးတစ်ခုကဖုန်းနဲ့ video content ဖန်တီးရဆိုလို့ရှိရင်ကျွန်တော် easy and compact ဖြစ်တယ်ကျွန်တော်တို့ camera setting တွေအများကြီးနားလည်ထားစရာမလိုဘူးကျွန်တော် exposure triangle တွေအများကြီးနားလည်ထားစရာမလိုဘူးသူ့ရဲ့ auto bias setting တွေကိုပဲကျွန်တော်တော်တော်လေးအလုပ်ဖြစ်တယ်လို့ပြောလို့ရတယ်ကျွန်တော်နောက်ပိုင်းမှာ Apple ProRes တွေပါတွေရလာပြီဆိုတဲ့အတွက်ကျွန်တော်တို့ color grade ပြန်လုပ်ချင်တဲ့ဘာညာဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ကျွန်တော်တို့ S-Log တို့ V-Log တို့လိုပုံစံမျိုးပေါ့နော်ဒီနေရာမှာကျွန်တော်တို့ ProRes နဲ့ရိုက်မယ်ဆိုလို့ရှိရင်တော့ external SSD လေးတစ်လုံးတော့ကျွန်တော်စောင့်နှားစေချင်တယ်ပေါ့နော်ဘာလို့ဆိုတော့ ProRes နဲ့ရိုက်လို့ရှိရင်သူက data စားတယ်ဆိုတော့ကျွန်တော် SSD နဲ့တွဲသုံးတယ်ဆိုလို့ရှိရင်ကျွန်တော်ကိုရိုက်သမျှ footage တွေ video clip တွေအကုန်လုံးကကျွန်တော်ဒီ SSD တွေဝင်သွားတယ်ပြီးလို့ရှိရင်ကျွန်တော် edit လုပ်ချင်လဲဒီ SSD ကိုပဲကျွန်တော်တို့ကို edit လုပ်မဲ့ laptop တို့ computer တို့မှာထိုးပြီးတော့ကျွန်တော် edit လုပ်ရုံပဲပေါ့နော်နောက်ပြီးတော့ကိုကင်တဲ့ဖုန်းက flagship ဖုန်းဆိုလို့ရှိရင်ကျွန်တော် gear တွေအများကြီးထပ်ဝင်နေကြမလို့ပေါ့နော်ဥပမာကျွန်တော်တို့ base stabilization ပါတဲ့အတွက်ကြောင့် gimbal တွေပါထပ်ဝင်နေကြမလို့ကျွန်တော် customer ရဲ့မှာတချို့ iPhone 14 15 16ကင်တဲ့လူဆိုလို့ရှိရင်ကျွန်တော်တို့ gimbal ဝယ်ဖို့လာလို့ရှိရင်ကျွန်တော် base stabilization ပါတဲ့အကြောင်းကျွန်တော် gimbal ဝယ်ကြမလို့တဲ့အကြောင်းကျွန်တော်အမြဲရှင်းပြလေးရှိတယ်ပေါ့နော်ဝယ်မယ်ဆိုလို့ရှိရင်တော့မှကျွန်တော်က phone rig လောက်ပဲကျွန်တော် recommend လုပ်တယ်ပေါ့နော်ဘာလို့ဆိုတော့မလိုအပ်ပဲပတ်စံအများကြီးမကုန်အောင်ပေါ့နော်ဆိုတော့ gimbal တစ်လုံးကလည်းကျွန်တော်တို့ကောင်းရင်ကောင်းသလိုပေါ့နော်3-4သိန်းကနေပြီးတော့ကျွန်တော်10သိန်း15သိန်းဝန်းကျင်လောက်ထိကိုရှိရပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဖုန်းနဲ့ရိုက်တာကဘာကောင်းလဲဆိုလို့ရှိရင် camera shade ကိုနည်းနည်းလေးတက်တာစေရဲပေါ့နော်ဥပမာကျွန်တော်တို့ auto vlog တွေပါရိုက်တယ်ဆိုလို့ရှိရင်ကိုက camera ကြီးထောင်ပြီးရိုက်နေရဆိုရင်တော့မှကျွန်တော်တို့ camera shade တခုဘေးကလူတွေဝိုင်းကြည့်ရပါညာဆိုတော့နည်းနည်းလေးအခက်တွေ့စေတယ်ပေါ့နော်ဆိုတော့ဖုန်းနဲ့ဆိုတော့နည်းနည်း camera shade လေးနည်းနည်းတက်တာတယ်နောက်တစ်ခုကဘာကောင်းသေးလဲဆိုတော့ကျွန်တော်တို့ဖုန်းနဲ့ရိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်နေရာတော်တော်များများမှာရိုက်လို့ရတယ် restriction နည်းတယ်ပေါ့နော်မှတ်မှတ်ရပေါ့နော်ကျွန်တော်ရန်ကုန်ကပန်းခြံတစ်ခုမှာကျွန်တော်ကင်မရာနဲ့ tripod လေးထောင်ပြီးတော့ video ရိုက်နေတာကိုကျွန်တော်အခွန်2000ပေးဖို့ကျွန်တော်လာပြောတာနဲ့ကျွန်တော်ကြုံဘူးတယ်ပေါ့နော်ဆိုတော့ဒါစီကံတက်မှတ်ချက်နေမှာပေါ့လေကျွန်တော် lighting တွေပိုင်းတော့မပါဘူးပေါ့နော်ဒါကိုကျွန်တော်တောင်းတောင်အပြစ်ပြောတာမဟုတ်ဘူးကျွန်တော်ပြောချင်တာကဖုန်းနဲ့ရိုက်ရတာလောက်လွတ်လွတ်လပ်လပ်မရှိဘူးဆိုတာကိုကျွန်တော်ပြောပြတာပါတိုက်တိုက်ဆန်ဆန်ပဲကျွန်တော်ဒီရက်ပိုင်းမှာ Instagram ပေါ်မှာ talk show တစ်ခုမှာဒီ creator တယောက်ပြောပြသွားတာလေးကျွန်တော်ပြန်ပြီး sharing လုပ်ပေးမယ်ပေါ့နော်သူရိုက်တဲ့ short film ထဲမှာလေရင်ဘွား scenes တွေပါတယ်
တကယ်လင်းပေါ်ကကျွန်တော်တို့ထိုင်ကုန်တွေရော setting တွေရောလူတွေရောပါတယ်ပေါ့နော်ဆိုတော့အဲ့နဲ့သူ့ကို comment မှာဝိုင်းမိကြတယ်ပေါ့နော်ဟာဘယ်လိုရိုက်လိုက်တာလဲပေါ့ budget တော်တော်ကုန်ပါပေါ့နော်ဒီ extra တွေရောဘယ်ရရလဲတကယ်လူတွေကလည်းအများကြီးပဲဆိုတော့သူကဘာပြန်ပြောလဲဆိုတော့အဲ့ဒီ scenes တွေကသူက camera နဲ့ရိုက်တာမဟုတ် iPhone 16နဲ့ရိုက်သွားတာပေါ့နော်အဲ့ scenes တွေကိုသူကသူ့ short film ထဲမှာပြန်ပြီးတော့ထည့်သုံးလိုက်တာဆိုတော့ကျွန်တော်ပြောချင်တာကဖုန်းနဲ့ရိုက်တာကကျွန်တော် camera နဲ့တချို့နေရာတွေမှာရိုက်လို့မရတဲ့နေရာတွေမှာတော်တော်လေးအဆင်ပြေရဲဆိုတော့ကျွန်တော်ပြောချင်တာပေါ့နော်ဆိုတော့ကျွန်တော်ကောင်းကောင်းနေပဲပြောနေတာဆိုတော့ဖုန်းရဲ့အားနည်းချက်လေးလည်းကျွန်တော်ပြောကြည့်ရအောင်ပါပထမတစ်ချက်ကတော့ကျွန်တော်တို့ camera တွေမှာလိုမျိုး lens တက်လို့မရတဲ့အတွက်ကြောင့်သူ့ရဲ့ focal range က limit ရှိရပေါ့နော်camera တွေမှာဆိုရင်ကျွန်တော် lens တက်လို့ရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ focal range ကိုလိုချင်တဲ့ focal range ကိုကျွန်တော်ကစားလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဖုန်းမှာလည်း phone lens တွေရှိရဆိုပေမဲ့camera ရဲ့ lens တွေလောက်ကျွန်တော်တို့မှန်သားအရည်အသွေးသိပ်မကောင်းဘူးပေါ့နော်တကယ်ကောင်းတဲ့ကျွန်တော် US တို့ဘာလို့မှသုံးတဲ့ moment တို့ဘာလို့ဆိုလို့ရှိရင်တော့ကောင်းတယ်ဒါပေမဲ့ဈေးကတကယ် camera lens တစ်လုံးဒီပါဈေးလောက်ကိုရှိရပေါ့နော်ဆိုတော့အဲ့လောက်ကြီးလဲဘာမှသိပြီးထူးခြားသွားတာမျိုးမဟုတ်ပါဘူးဆိုတော့သူ့မှာပေးရင်ပေးထားတဲ့ဖုန်းထဲက lens ကိုပဲတော်တော်လေးအဆင်ပြေနေပြီပေါ့နော် iPhone 14 တို့ 15 တို့မှာဆိုရင် cinematic mode ကတော်တော်လေးအဆင်ပြေတယ်ဗီဒီယိုတော်တော်များများရိုက်ဖို့အတွက်အဆင်ပြေလို့ပြောလို့ရတဲ့ range တစ်ခုမှရှိရပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့အခြား accessory တွေဖြစ်တဲ့ monitor တို့ဘာလို့ထပ်တက်လို့သိအဆင်မပြေဘူးပေါ့နော်ကျွန်တော်တို့ camera မှာဆိုလို့ရှိရင် monitor တွေထပ်တက်လို့ရတယ်ကျွန်တော်တို့ screen size ကိုကြီးပိုကြည့်ရလို့ရအောင်လုပ်လို့ရတယ်ပေါ့နော်ဖုန်းမှာလည်းတနည်းတစ်ပုံနဲ့ရအောင်တော့လုပ်လို့ရတယ်ဒါပေမဲ့ camera တွေလောက်အရင် easy going မဖြစ်တဲ့အပိုင်းတွေလည်းရှိရပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ပုံရိပ်လက်ခံတဲ့ sensor size ပါဖုန်းရဲ့ sensor size ကတော်တော်လေးသေးတယ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့က low light တို့ dynamic range တို့မှာ camera နဲ့အခုထိမရှင်းနိုင်သေးဘူးပေါ့နော်ဒါအခုလက်ရှိအခြေအနေကိုပြောတာပေါ့နော်နောက်နှစ်ပိုင်းနေမှာထွက်လာမယ် camera တွေကတော့မပြောတတ်ဘူးရှင်းကောင်းရှင်းလာနိုင်တယ်လို့လည်းယူဆလို့ရတယ်ပေါ့နော်အများကြီးလည်းကျွန်တော် technology ကနေ့စဉ်နဲ့အများအရန်တိုးတက်နေတာဆိုပါပဲနောက်တစ်ခုကတော့ဒီ flagship phone တွေရဲ့ဈေးပေါ့နော်ကျွန်တော်တို့ဒီ Samsung S24 တို့25တို့ iPhone 14 15 16ဒါမျိုးတွေကကျွန်တော်တို့ဈေးအရန်ပေါ်နေတဲ့ထဲမှာလည်းမပါပြန်ဘူးကျွန်တော်တို့အနည်းဆုံး60 90 80ဝန်းကျင်လောက်ကိုပေးပြီးတော့ဝယ်ရတာပေါ့နော်ဆိုတော့ကင်မရာတစ်လုံးနီးပါးဈေးလောက်ကိုဖြစ်နေပြီပေါ့နော်ဒီနေရာမှာကွာသွားတာတကူကကင်မရာကသူ့ကြီးပဲသုံးလို့မရဘူးပေါ့နော်ကျွန်တော်တို့သူနဲ့တွဲသုံးဖို့ lens တွေ SD card တွေ filter တွေပြီးတော့သူ့ရှီကနေရိုက်လာတဲ့အရုပ်ကို edit လုပ်ဖို့အတွက်ကျွန်တော် workstation တွေ rig တွေဒါမျိုးတွေကထပ်ဝင်ဝယ်သလိုကုန်မှာပေါ့နော်ဆိုတော့ဒီနေရာမှာဖုန်းကကင်မရာနီးနီးဈေးပေးရတယ်ဆိုပေမဲ့နောက်ပြီးထပ်လိုက်ရတဲ့ဟာမျိုးတွေတိတ်မရှိရတဲ့အတွက်ကြောင့်ကျွန်တော်တို့ price change ရှင်းမယ်ဆိုလို့ရှိရင်တော့ဖုန်းကပိုတာရလို့ပြောလို့ရတာပေါ့နော်ဆိုတော့မင်းကကျတော့ကင်မရာကြီးနဲ့ရိုက်နေပြီးတော့ဖုန်းကောင်းကောင်းနေလာပြောနေတယ်ဘာညာထင်စရာရှိရပေါ့နော်ဆိုတော့စိတ်မပူပါနဲ့ကင်မရာရဲ့အားသာချက်တွေကိုလည်းကျွန်တော်ပြောပြပေးပါမယ်ကင်မရာကဘာအားသာလဲဆိုလို့ရှင်တော့ကျွန်တော်ခုနကပြောသလိုပဲ lens တက်လို့ရတာဖြစ်တဲ့အတွက်ကြောင့် focal range ကိုကျွန်တော်တို့ကိုယ်စိတ်ကြိုက်ရွေးချယ်လို့ရတယ်ပြီးတော့ကျွန်တော်ဖုန်းတွေတဲ့ sensor size ပိုကြီးရဲ့အတွက်ကြောင့် dynamic range တွေကောင်းတယ် low light တွေမှာကျွန်တော် noise တွေနည်းတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော် external accessories ပေါ့နော်ကျွန်တော် monitor တို့ map box တို့ဒါမျိုးတွေထပ်တက်ပြီးတော့သုံးလို့ရတာပေါ့နော်ဆိုတော့ဖုန်းတွေမှာလည်းနောက်ပိုင်း phone rate တွေပိုင်းနဲ့တွဲသုံးမယ်ဆိုရင်တော့ရနေပါပြီနောက်တစ်ခုကတော့ color bitrate တွေပိုကောင်းတယ်ပြီးတော့ video codec တွေပိုပြီးတော့စုံတယ်ပေါ့နော်ဆိုတော့ကျွန်တော်အခုပြောပြသွားတဲ့ဟာတွေကကျွန်တော်ရုပ်ရှင်ရုံလိုမျိုးအစ100လောက်ကြီးရဲ့ပိတ်ကားပေါ်ကြီးမှာကြီးမှသာလင်ကျွန်တော်တို့ဒီအချက်တွေကိုမြင်သာထင်သာတွေ့ရမှာပေါ့နော်ဖုန်းနဲ့ကင်မရာနဲ့ကွာခြားချက်တွေပေါ့ကျွန်တော်တို့ပုံမှန် device တွေ screen board တွေမှာပဲကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ well compose လုပ်ထားတဲ့ video တွေဆိုလို့ရှိရင်တော့ဖုန်းနဲ့ရိုက်ထားတာလားကင်မရာနဲ့ရိုက်ထားတာလားခွဲခြားလို့မရတဲ့အနေအထားတစ်ခုလောက်ထိကိုရောက်နေပြီပေါ့နော်ဆိုတော့ကျွန်တော်ပြောတာကိုမယုံလို့ရှိရင် YouTube မှာကျွန်တော်တို့ iPhone 15တို့16တို့နဲ့ရိုက်ထားတဲ့ short film တွေအများကြီးရှိရဲဆိုတော့သွားပြီးကြည့်လို့ရတယ်ဒီနေရာမှာကျွန်တော်တို့ကရုပ်ရှင်ဆိုလို့ဖုန်းနဲ့ဘယ်လောက်ကောင်းအောင်ရိုက်လို့ရရပဲပြောကျွန်တော်တို့ Netflix ပေါ်လို့ပါလို့တင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းနဲ့ရိုက်ထားတဲ့ဗီဒီယိုတွေကို Netflix ပေါ်မှာတင်ခွင့်မရှိပါဘူးကျွန်တော်အနည်းဆုံး Netflix ပေါ်တင်မယ်ဆိုရင် Sony FX3 လောက်ကနေစပြီးတော့ရိုက်မှာ Netflix ပေါ်တင်လို့ရမှာပေါ့နော်ဆိုတော့ဒါက filmmaker ညီကိုတွေအတွက်ကျွန်တော်ပြပြပေးတာပါcolor ပိုင်းမှာလည်းကင်မရာတွေကပိုပြီးကောင်းတယ်လို့တော့ပြောလို့ရတယ်ဒါကလည်း color ကိုချိန်တက်အောင်မှာပေါ့နော်ကျွန်တော် lock မကလို့ raw နဲ့ပဲရိုက်ကျွန်တော်တို့ color တေချာမချိန်တက်ပြန်ရင်လည်းကိုယ့်ရဲ့ video ကကိုလိုချင်တဲ့ color မရတာမျိုးတွေဖြစ်တတ်တယ်ဒါကြောင့်ကျွန်တော်တို့ကကင်မရာဝယ်ပြီးတော့စိတ်တိုင်းမကျတာမျိုးတွေပါဖြစ်တယ်ဆိုတာဒါကြောင့်ဖြစ်တာပေါ့နော်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်ကင်မရာဝယ်မယ်ဆိုလို့ရှိရင်ကိုဖန်တီးခြင်းတဲ့ပုံစံနဲ့တကယ်နားလည်တက်ကြွတဲ့လူကိုတိုင်ပင်ပြီးတော့ဝယ်တာကိုကျွန်တော်ပို့ပြီးတော့အကြံပြုတယ်ပေါ့နော်ဆိုတော့ဒီကင်မရာနဲ့ရိုက်လို့ဒီ quality ထွက်မယ်ဆိုပြီးသူတို့ကြော်ညာတိုင်းသာကျွန်တော်ဝယ်ရမယ်ဆိုလို့ရှိရင်ဒီကင်မရာနဲ့ရိုက်တိုင်း video quality အကုန်လုံးကတပုံစံနဲ့ဖြစ်နေမှာပေါ့ဆိုတော့ company တွေကသူတို့ဘယ်လိုပဲကြော်ညာ function တွေအကုန်လုံးကိုကျွန်တော်မသုံးဖြစ်ပါဘူးဆိုတော့ကျွန်တော်ပတ်စံပို့ပေးရတိုင်းပိုကောင်းတယ်ဆိုပြီးတော့ကျွန်တော်မယူဆစေလိုတာပေါ့နော်ဒီနေရာမှာကျွန်တော်ရည်စရာအဖြစ်ပြက်လေးတစ်ခုကျွန်တော်ပြောပြရမယ်ပေါ့နော်ကျွန်တော်ပထမဆုံးစဝယ်တဲ့ကင်မရာကကျွန်တော် Panasonic J5 ပေါ့နော်ဒီကောင်ပေါ့ကျွန်တော်ရဲ့အခြေဦးလို့လည်းပြောလို့ရတယ်ကျွန်တော်အသက်16ဝန်းကျင်လောက်မှာကျွန်တော်ဝယ်ခဲ့တာပေါ့နော်အဲ့တုန်းကကျွန်တော်ကင်မရာအကြောင်းဂါဂနာနာဘာမှမသိဘူး Aperture triangle ဆိုတာလည်းဘာမှမသိဘူးကင်မရာနဲ့ရိုက်ရင် video quality ပိုကောင်းမယ်ဆိုတာကိုပဲကျွန်တော်သိတာပေါ့နော်ဆိုတော့အဲ့ဒါနဲ့ကျွန်တော်အသီးအကိုတယောက်ညွှန်းတာနဲ့သူက vlog တွေပါတယ်ဘာညာဆိုတော့အကောင်းနေဆိုတော့ဝယ်ပြားဆိုဝယ်ချလိုက်အောင်
ဝယ်ချလိုက်တော့ဘာဖြစ်လဲဆိုတော့ GH5 ကသူက sensor size က micro four third ဆိုတော့ sensor size တအားသေးရလို့ပြောလို့ရတယ်သေးတဲ့ခါကျတော့ low light တွေမှာကျွန်တော် noise ထားဆိုတော့ကျွန်တော်က noise ထားနေတဲ့ခါကျတော့ဟာငါကင်မရာကိုဈေးကြီးပေးပြီးဝယ်ပြီးတော့ဘာလို့ noise ထားနေရလဲဆိုပြီးတော့ကျွန်တော် showroom သွားပြshowroom ကကိုတွေကလည်းကျွန်တော်ကိုတေချာဘာမှသိမရှင်းပြဘဲနဲ့ကင်မရာကြီးကိုဖွင့်ချပလိုက်အောင်သူတို့ကျွန်တော်အပြစ်ပြောရမှာမဟုတ်ပါဘူး Panasonic ကလည်းကျွန်တော်ကင်မရာတက်စားလို့ရှိရင်တခြား electronic ပစ္စည်းတွေကိုပို့ပြီးတော့ကျွန်တော်ရောင်းတာဟုတ်ဆိုတဲ့ခါကျတော့ကင်မရာကဘာဖြစ်သွားလဲဆိုတော့ကျွန်တော်ပြန်သွားယူတဲ့အချိန်မှာ battery indicator ကလစ်သွားတယ်လစ်သွားရဲဆိုတော့ကျွန်တော်အမြဲတမ်းဘက်ထရီက full ပဲပြနေတော့တယ်လုံးဝမလျော့တော့ဘူးပေါ့နော်ဆိုတော့ဒါမျိုးပေါ့နော်ဆိုတော့ပစ္စည်းကြောင်းအောင်တေချာကာကာနာနာမသိတဲ့အချိန်မှာသွားဝယ်လိုက်လို့ရှိရင်ကြုံတွေ့ရတဲ့အခက်အခဲပြဿနာလေးတွေပေါ့နော်ဒါလေးကိုကျွန်တော်ရဲ့အတွေ့အကြုံလေးနဲ့ရှင်းပြီးတော့ကျွန်တော် sharing လုပ်ပေးတာကိုက video content ကို level up လဲလုပ်ချင်တယ်ကင်မရာမှကင်မရာဝယ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်က Sony lineup ထဲကပဲဝယ်စီချင်တယ်ပေါ့နော်Sony ကင်မရာတွေကကျွန်တော် S slot လဲပါတော့ color science ကတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ဆိုတော့ကိုက Sony ကင်မရာကို video ရိုက်ဖို့အတွက်အဓိကဝယ်ချင်တာဆိုလို့ရှိရင်တော့ကျွန်တော်အခုပြထားတဲ့ list ကိုကျွန်တော် pause လုပ်ပြီးတော့ကိုသုံးမဲ့ budget နဲ့ကိုသုံးချင်တဲ့ပုံစံနဲ့ကိုကျွန်တော်တို့ကြည့်ပြီးတော့ဝယ်လို့ရတယ်ပေါ့နော်ဆိုတော့အခုချိန်ကအစစရာဈေးကြီးနေတာဖြစ်တဲ့အတွက်ကြောင့်ပစ္စည်းတစ်ခုဝယ်မယ်ဆိုလို့ရှိရင်တေချာနားလည်တက်ကြွတဲ့လူနဲ့တိုင်ပင်မေးမြန်းပြီးတော့မှဝယ်ဖို့လည်းကျွန်တော်အကြံပြုပါတယ်ဆိုတော့ကျွန်တော်ဒီလိုမျိုး knowledge sharing video လေးတွေကိုသဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ page နဲ့ channel လေးတွေကို like and follow လေးလုပ်ထားပေးခဲ့ပါကျေးဇူးတင်ပါတယ်ဆင်ပေးကြပါစေနောက် video တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်